မင်္ဂလာပါတနေ့ကကျွန်တော်တင်ထားတဲ့ post အောက်မှာပေါ့နော်ဒါမျိုးတွေလာမှတ်ထားကြအများကြီးပဲပေါ့နော်အကိုကြီးဘာပွဲတွေရှိသေးလဲရှိရင်ပြောပြပေးပါအောင်ဆိုလို့ကျွန်တော်အနည်းဆုံး road ပွဲတစ်ပွဲဖြစ်တဲ့KBZ community တန်းမိုင်2026ဆိုတဲ့ပွဲလေးအကြောင်းကျွန်တော်ပြောပြပေးမယ်အဲ့ပွဲကဘယ်နေ့လုပ်မှာလဲဆိုတော့နောက်လမတ်လ21ရက်နေ့စနေနေ့မှာလုပ်မှာဖြစ်ပါတယ်သူ့ရဲ့ပွဲ category က3မျိုးရှိမယ်10မိုင်5မိုင်3မိုင်ဆိုပြီးတော့ category 3မျိုးရှိမယ်10မိုင်ကကြတော့ကီလိုနဲ့ပြန်တွက်မယ်ဆိုရင်ကျွန်တော်တို့က16 km ပေါ့နော်အတိအကျဆိုရင်60.09 km ရှိရယ်ပြီးရင်5မိုင်ကကြတော့8 km ပေါ့နော်အတိအကျတော့ကျွန်တော်ထည့်မပြောတော့ဘူးပြီးသွားရင်3မိုင်ကကြတော့4.83လား84လားမသိဘူးအဲ့ကီလိုမီတာရှိရယ်ပြန်မြဆိုရင်တော့5 km နီးပါးလောက်ရှိမှာပေါ့နော်ဒါပါအဲ့3မိုင်ကကြတော့ fun run ကကြတော့ကလေးတွေအခုမှစပြေးမဲ့လူတွေမိသားစုတွေအပျော်ပြေးမဲ့လူတွေအတွက်ကိုအရန်အဆင်ပြေတဲ့ category တစ်ခုဖြစ်တယ်ပြီးရင်5မိုင်ကကြတော့5မိုင်ကကြတော့8 km ပြီးသွားရင်10မိုင်ကကြတော့16 km ပေါ့နော်အဲ့ category 3ခုစလုံးမှာမေးဝင်တာ9ယောက် female ဝင်တာ9ယောက်ဆိုပြီးတော့စုကြေးလေးတွေရှိရယ်စုကြေးကတော့ကျွန်တော်အသေးသေးမသိဘူးเนาะပြီးသွားရင်လမ်းကြောင်းကကြတော့ကျွန်တော်တို့သုခနာကွင်းကနေစထွက်မှာသုခနာကွင်းကနေစထွက်မယ်ရိုးမလမ်းကြောင်းလို့ပြောပဲဗျာပြီးသွားရင်ညာဘက်ကို꿰မယ်အဲ့သုခနာကုန်းကျော်တရားကြီးပေါ်တက်မယ်တက်ပြီးသွားရင်ကြက်ပဲသေးရှိတဲ့လမ်းကိုသွားမယ်ကြက်ပဲသေးနားရောက်ပြီဆိုရင် U-turn ပြန်꿰မယ် U-turn ပြန်꿰ပြီးအဲ့လမ်းကြီးတိုင်းပဲအဲ့တရားကြီးပေါ်ပြန်တက်မယ်ပြန်တက်ပြီးတော့ဝေဒနာလမ်းတဲ့ကြီးသွားမယ်တဲ့ကြီးသွားပြီးတော့ကျွန်တော်တို့ရေကူးစတူဒီယိုနာခန္ဓာမှာဟိုးဆေး point ပေါ့နော်အဲ့နားရောက်ရင်ကျွန်တော် U-turn ပြန်꿰မယ် U-turn ပြန်꿰ပြီးအဲ့ဝေဒနာလိုင်းတဲ့ကြီးပဲပြန်လာပြီးတော့သူ့နောက်ကွင်းမှာပြန်ဆုံးမယ်ပေါ့နော်အဲ့ဒါတော့အပြည့်ကတော့10မိုင်သမား16 km သမားကြီးပေါ့နော်9မိုင်သမား8 km သမားကြီးကြတော့8 km တွေ့ရင်အဲ့လမ်းတိုင်းကိုပဲပြန်꿰လာမှာပေါ့နော်အဲ့ဒါပွဲကဘေးချိန်စမှာလဲဆိုတော့မနက်4နာရီလို့ပြောထားတယ်မနက်4နာရီကိုသူတို့ opening ဘာညာကွိကွပွဲတွေလုပ်မှာပေါ့နော်ပြီးသွားရင်4နာရီခွဲမှာကျွန်တော်တို့တန်းမိုင်သမားတွေကိုတားလွတ်မယ်ပြီးသွားရင်9နာရီမှာ3မိုင်နဲ့5မိုင်သမားတွေကိုတားလွတ်မှာဖြစ်ပါတယ်အဲ့နေ့မှာတော့ကျွန်တော်မပြေးဘူးပေါ့နော်ကျွန်တော်ကတော့ volunteer ဆိုတာတဲ့ပေစာလောက်မှာပေါ့နော်6ခွဲပေစာလောက်မှာတန်းမိုင်ကို6ခွဲပေစာလောက်ပါမယ်အဲ့တော့ကျွန်တော်နဲ့အတူတူပြေးကျင်တယ်ဆိုရင်တန်းမိုင်ကို6ခွဲ pace နဲ့လိုက်ပြေးလို့ရပါတယ်ကျွန်တော်တို့မောတဲ့အဖွဲ့ကအမှရှိပေစာအနေနဲ့ရှိမှာပေါ့နော်ဒီလောက်ပါပဲကျန်တဲ့အသေးစိတ်ကို